Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြတ်ကောင်းကျော်ပါတနင်္ဂနွေ page ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်က share လုပ်ပေးသွားချင်တာကတော့ဒီနေ့ day 3ပေါ့နော် day 3ဆိုတော့Unifor နဲ့ပတ်သက်တဲ့ဒီ visit to advance ပေါ့နော် visit to advance လက်တွေကိုကျွန်တော်ရဲ့ YouTube channel မှာknowledge share တွေလုပ်နေတယ်Facebook page မှာတော့ကျွန်တော်ဒီမတင်မီပေါ့နော် Facebook page မှာတော့နောက်ပိုင်းကျမှ link collection တွေလုပ်ပြီးတော့ကျွန်တော်တင်ထားပေးမယ်ဆိုတော့ whatever ဘာပဲဖြစ်ဖြစ်Unifor landing လုပ်ချင်တဲ့လူတွေအတွက်ကတော့ visit to advanced landing လုပ်ရမယ် chance တစ်ခုဖြစ်လာလိမ့်မယ်နောက်တစ်ခုကကြတော့ဒီ video မှာကျွန်တော်ပြောချင်တာကshare video မှာလည်းကျွန်တော်ပြောပြီးသားပေါ့နော် disclaimer တစ်ခုအနေနဲ့ပြောချင်တာက Unifor ကို landing လုပ်မယ်ဆိုရင် CCNA ပြီးမှ landing လုပ်တာကောင်းပါတယ်နောက်တစ်ခုကကြတော့ပို့ပြီးတော့ကောင်းတာကတော့ CCNA plus firewall တစ်ခုခု 40K ပဲဖြစ် PA ပဲဖြစ်အဲ့ဒါတစ်ခုခု landing လုပ်ပြီးမှUnifor ကို landing လုပ်တာဒီအကောင်းဆုံးဖြစ်မယ်ပို့ပြီးတော့မြင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲ့လို CCNA ပြီးပြီးတော့လက်တွေ့လုပ်ငန်းခွင်မှာကျင်လည်နေတဲ့လူတွေတော့ကတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့ကျွန်တော်တို့တင်မဲ့တင်ခန်းစာတွေကိုစရအောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် VRWare ကိုကျွန်တော် VRWare ပေါ်မှာကျွန်တော် EV တင်ထားရပါတော့အဲ့ပေါ်မှာဟိုတနေ့က Junos ကျွန်တော် run ထားတာရှိတယ် Junos ကိုကျွန်တော် run မယ်ပေါ့နော်ဆိုတော့ video တစ်ပုဒ်ကိုကျွန်တော်နိုင်ဝက်ပဲပြောရမယ်ပေါ့နော်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်နိုင်ဝက်စာပဲကျွန်တော်ပြောရမှာဖြစ်တဲ့အတွက်တကယ်လို့မြန်နေခဲ့တယ်ဆိုရင်လည်းနည်းနည်းလေးတော့သိခံပေးပါပေါ့နော်ဟုတ်ပြီဒီနေ့သွားမဲ့ဥစ္စာက command line တွေဘက်ကိုကျွန်တော်လှည့်မယ်ဒီနေ့ command line functionality ရယ် command line mode ရယ်ဆိုပြီးနှစ်ခုကိုခေါင်းစဉ်နှစ်ခုကိုကျွန်တော်တင်မယ်ပေါ့နော်အဲခေါင်းစဉ်နှစ်ခုကိုကျွန်တော်တင်မယ်ပထမဦးဆုံး command line functionality ကိုမသွားခင်မှာကျွန်တော်တို့ user တွေပေါ့နော်ဒါကတော့ Cisco ပဲတင် Parado ပဲတင် 40K ပဲတင်အဓိကကတော့ဒီ device ကို administration လုပ်မဲ့ administration user တခုရယ် base တွေပါတဲ့root user တခုပေါ့နော် default user တခုရယ်အဲ့ဒါလေးတွေသိဖို့လိုအပ်တယ်ဆိုတော့40K မှာတို့ PA တို့မှာဆိုရင်လည်းဒါ default ပါလာတဲ့ဒီ administrator account ရှိရယ်ဖြတ်လို့မရဘူးကိုယ့်ဘာကိုတခြား create ထပ်လုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်အဲ့တဲ့လိုမျိုးပဲပေါ့နော် Unifor မှာလည်း default root user ပါလာတယ်အဲ့ကောင်တော့ကျွန်တော်တို့ဖြတ်လို့မရဘူးဒါပေမဲ့ကိုယ့်ဘာသာကိုဒီတခြားပေါ့နော် administrator level ပေါ့နော် administrator level ထပ်ပြီးတော့ create ထပ်လုပ်လို့ရတယ်ဆိုတော့ user နှစ်ခုတော့ရှိတယ် root user နဲ့ non root user ပေါ့ဆိုတော့အဲ့ဒါက 32 root မဟုတ် root user ဆိုတာကအခု 40K တို့ PA တို့လိုမျိုး default ပါလာတဲ့ user ပေါ့နော် root user ပါတယ် default ပြီး password မပါဘူးကိုယ့်ဘာကို password ပေးလို့ရတယ်ပေါ့နော်ဒါ share video တွေမှာလည်းတွေ့ပြီးတာပါသူကlogin ဆက်ဝေကျေးဆို share mode ကနေစရပေါ့ကျွန်တော်တို့ဒီ personal ပုံစံလေးပေါ့နော် personal ပုံစံလေး share mode ကတော့အဓိကကတော့ share mode ဆိုတာက Linux command တွေရတယ်ဆိုအဆင်ပြေတယ် file တွေ copy ကူးတာတွေဖြတ်တာတွေတခြားဖွင့်ကြည့်တာတွေ create လုပ်တာတွေအဲ့ဒါတွေလုပ်ဖို့အတွက် share mode ပေါ့နော်အဲ့ဒီကနေသူကစပြီးတော့ login ဝင်တယ်ဒါကတော့ share video recording တွေမှာလည်းခင်ဗျားတို့တွေ့ခဲ့မယ်ခင်ဗျားတို့ live လုပ်မယ်ဆိုရင်ဒါကိုတဘောပေါက်လိမ့်မယ် non root user ကတော့ကိုယ့်ဘာသာကို create လုပ်ရတဲ့user မျိုးစားဖြစ်တယ် permission ပေးလို့ရတယ်ဥပမာ permission အနေနဲ့ level တွေကအများကြီးရှိတယ်ပေါ့နော်ဥပမာ super user တို့ read only တို့ operator တို့ unauthorized တို့ Cisco မှာဆိုရင်ကျွန်တော်တို့က privilege level နဲ့သတ်မှတ်တယ်မို့လား privilege level 15ဒီလောက်ပိုင်ကိုအများဆုံးရှိတဲ့ level တစ်ခုဖြစ်တဲ့မျိုးပဲပေါ့နော်Parado မှာဆိုရင်ကျွန်တော်တို့ဗာရှိတယ် Parado မှာဆိုကျွန်တော်တို့ဒီ user တွေပေါ့နော်ကျွန်တော် administrator super user တွေရှိတယ်နော် Parado မှာလည်း super user ရှိတယ် super user မှာ read only ပုံစံချင်းရှိတယ် administrator တွေရှိတယ်နော် device administrator ရှိတယ် device administrator မှာ read only ဆိုတာရှိတယ်အဲ့တဲ့မျိုးပဲသူတို့ရဲ့ class တွေကွဲတယ်တနည်းပြောယာဒူးပေါ့ဗျာ permission ယာဒူးကွဲတဲ့မျိုးပဲဒီမှာလည်း၄ခုရှိတယ် unauthorized ကတော့ block ထားတာဒီ user လာတယ်ဆိုရင် block ထားတာပေါ့နော်အဲ့ဒါ unauthorized ပေါ့ super user ကဆရာကြီးပဲ you know he is the president of the device ပေါ့နော်ဒီ device ရဲ့လောအကုန်လုံးပိုင်ခွင့်ရထားတဲ့ class role တစ်ခုဖြစ်တယ်နောက်တစ်ခုက read only ကတော့ just only for monitoring ပဲ monitoring လုပ်ဖို့အတွက်ပဲရှိတဲ့ class တစ်ခုဖြစ်တယ် operator ကတော့ तू က network တွေ configuration လုပ်လို့ရမယ် reset တွေချလို့ရမယ် trace လိုက်လို့ရမယ် monitoring log တွေ view ကြည့်လို့ရမယ်စသဖြင့်တစ်ခုတော့ရှိတယ်ဒီနေရာမှာသိထားမှာက PA မှာဆိုရင် तू က administrator နဲ့ super user နဲ့ကွာတာမှာ administrator ဒီ administrator account တွေကို create လုပ်လို့မရတာတို့ကြည့်လို့မရတာတို့ရှိတယ်ဗျဒါကတော့ PA ဘက်ကပေါ့ super user နဲ့ operator တွေကွာခြားချက်က operator ဒီ to the administrator account တွေ create လုပ်ပိုင်ခွင့်မရှိ
နော်အဲ့ဒါမျိုးလေးတွေလည်းကွာချက်လေးတွေသိရမယ်တချို့ဟာတွေကခင်ဗျားတို့လေ့လာတဲ့ study guide ထဲမှာပါလိမ့်မယ်ခင်ဗျားတို့သင်လာတဲ့အတန်းတွေမှာပါလိမ့်မယ်ကိုယ့်ရဲ့လက်တွေ့ကနေပြီးတော့သိလာတဲ့အကြောင်းအရာတွေလက်တွေ့ကနေသိလာတဲ့တချို့ကြတော့လည်း physical ကိုလုတ်ဖူးလို့သိလာတဲ့ experience လည်းဖြစ်တယ်လို့တချို့ကြတော့လည်း logical theorem တစ်ခုကနေပြီးတော့ဆက်ပြီးတော့ပေါ်လာတဲ့ဥစ္စာတွေရှိတယ်ပေါ့နော်ဒါကပညာရဲ့တစ်ခုမှာအမြဲတမ်းကြုံတွေ့နေရတဲ့ဝေါ်ဟာရတွေပေါ့နော်အမြဲတမ်းကြုံတွေ့နေရတဲ့အရာတွေကိုကျွန်တော်ပြောပြတာပေါ့နော်ဆိုတော့ root user နဲ့ non root user ဆိုတာရှိတယ် non root user ဆိုတော့ကိုယ့်အ create လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးတွေကိုဒီနေ့ create လုပ်ကြည့်ရအောင်ပေါ့နော် create လုပ်ကြည့်မယ်ဆိုတော့103 128အဲ့တော့ 192.168.103.128ပေါ့နော် okay နော် okay ကျွန်တော်ဒါလေးတွေခဏ exit လုပ်ထားလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကောင် RAM 60GB ပဲရှိတယ် RAM 60GB ပဲရှိတယ်ဆိုတော့အဆင်ပြေအောင်လို့ပေါ့နော် RAM 60GB ပဲရှိတယ်ဆိုတော့ကျွန်တော်ဒီကောင်ကို run နေတဲ့အချိန်မှာအဆင်ပြေအောင်အဲ့တော့ဒီကနေ့မှာဘာလုပ်ရမလဲဆိုတော့root user ပေါ့နော်ပထမဦးဆုံးအနေနဲ့ root user တွေ create လုပ်တာတွေပြောပြမယ်နော်ဆိုတော့အဲ့ဒါတွေကိုမပြောခင်မှာနောက်တစ်ခုက device တွေမှာ out of band port နဲ့ in of band port ဆိုပြီးရှိတယ်လို့ကျွန်တော်ပြောခဲ့တယ်share video မှာသွားပြန်ကြည့်မယ်ဆိုရင်တော့ video နံပါတ်အမှတ်စဉ်2ထင်တယ်ပေါ့နော် Genos 2ထင်တယ်အဲ့ဒီမှာသွားကြည့်မယ်ဆိုတော့ J2 ပေါ့နော်ကျွန်တော်တက်ထားတာ J2 ပေါ့အဲ့ဒီမှာသွားကြည့်မယ်ဆိုရင်တော့တွေ့နိုင်တယ်เนาะအဲ့တော့ out of band port နဲ့ in of band port ကတော့ပြန်တော့မရှင်းတော့ဘူးအခုပုံမှန်ဆို SIH 100နဲ့ SIH 1500ဆိုပြီးနှစ်ခုရှိတယ်ပေါ့နော်နှစ်ခုမှာဒီကောင်ဒီ console ပေါ့နော်ဒီကောင်ဒီ console ပေါ့out of band port ဒီမှာကျတော့ management port ပါလာတယ်ပေါ့နော် out of band port တွေပေါ့အဲ့တော့ out of band port ဒီကျွန်တော် share video မှာပြောခဲ့တယ်လို့ပဲတက်ဆိုင်ရာ service အတွက်တီးတဲ့ delegate port တစ်ခုအနေနဲ့ထုတ်ထားတဲ့ port ကို out of band port လို့ခေါ်တယ် data တွားတဲ့ port တော့ in of band port လို့ခေါ်တယ်ဆိုတော့ command line တွေကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်ဒီ uniform access လုပ်တဲ့အခါမှာ web user အနေနဲ့ကျွန်တော်ဒီဝင်လို့ရတယ် https ကနေဝင်လို့ရတယ် command line အနေနဲ့ ssh တို့ telnet တို့ကနေလည်းဝင်လို့ရတယ်ဆိုတော့ web interface ကတော့နောက်ဗီဒီယိုတွေနည်းနည်းကြာမှကျွန်တော်ပြမယ်လောလောဆယ်ဒီကောက်ကိုပြမယ်ဒီမှာပြောချင်တာကကျွန်တော်တို့ routing အခန်းပြီးသွားရင်ကျွန်တော် netting user တွေ HA ထိုင်တာတွေ IP set တွေ basic enterprise တွေတွားမယ်ကျွန်တော်ဟိုးရှိရပထမဗီဒီယိုမှာပြောခဲ့တယ်လို့ပညာရဲ့တစ်ခုကို targeting တစ်ခုကိုလေ့လာမယ်ဆိုရင်သူ့ရဲ့ basic လက်တွေကိုတော့သိထားမှရမယ်အဲ့ basic လက်တွေကိုတွားမယ်ပြီးတော့မှ firewall ဘက်က policy ရေးတဲ့ဟာလေးတွေကိုတွားမယ်เนาะဆိုတော့ဒီ level ကတေးကြရင် GSCI business to advanced ပုံစံတွားတဲ့ level ပဲပေါ့เนาะဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီနေ့ကအခုဒီမှာပြထားတဲ့ scenario လေးတွေကျွန်တော် try ကြည့်ရအောင်เนาะအဲ့တော့ပထမဆုံး root user နဲ့ login ဝယ်မယ်ပေါ့เนาะဘယ် level ကိုသွားမှာလဲအဲ့ဒါကိုမပြောခင်မှာခဏနေတစ်ခုထပ်ပြီးတော့ပြောချင်တာကကျွန်တော်ခဏလေးเนาะဘယ် level လဲဆိုတော့ root user ပေါ့เนาะအဲ့တော့ဒီဥစ္စာပဲတစ်ချက်သွားကြည့်အောင်ဒီ1 scenario 3ကိုပြီးအောင်ကျွန်တော်တို့ try မယ်เนาะဆိုတော့ဒီကောင်ကိုကျွန်တော်တို့ဖွင့်လိုက်မယ်Okay ခဏတော့ကျွန်တော်တို့ wait မှရမှာပေါ့နော်ခဏတော့ကျွန်တော်တို့စောင့်လိုက်မယ်ခဏတော့ကျွန်တော်တို့စောင့်လိုက်မယ်ဒီထက်တော့ကိုက run နဲတယ်ဆိုတော့ဒါကျွန်တော် run 60k ကျွန်တော်ထက်ဆိုင်လို့မရတော့ big ပါပြီးသားဖြစ်သွားပြီဆိုတော့ run များတွေပို့ပြီးတော့စာစမ်းတာအဆင်ပြေလေးပေါ့နော်ဆိုတော့ဒီကောင်တက်မလာလေးနော်ခဏလေးစောင့်ရအောင် Okay နော်ကျွန်တော်တို့စောင့်နေတဲ့ကာလတွေမှာရပြီပေါ့နော်ဘူးတက်လာပြီဆိုတော့ကျွန်တော်တို့ login ဝင်လိုက်မယ်နော် sorry login က admin မဟုတ်ကျွန်တော်တို့ root ဖြစ်အောင်နော်ခဏလေးစောင့်ဒီကောင်နည်းနည်းလေးဟောဖြစ်နေနော် login က root ဖြစ်အောင် password တော့ကျွန်တော်တို့မနေ့ကပေးခဲ့တဲ့ password ပေါ့နော်အဲ့တော့ဒီကောင်နဲ့ဝင်တာဒီဒါဒီကျွန်တော်တို့ဗာနဲ့ပြောရမယ်ဆို root account ပေါ့နော်ဒါ root level root account နဲ့ဝင်တာ default ပါထားတဲ့ root admin account နဲ့ဝင်တာဆိုတော့ကျွန်တော်တို့ create လုပ်ရအောင် account တွေ create လုပ်ရအောင်ဆိုတော့ပထမဆုံးသူ့ရဲ့ scenario ဖြစ်တဲ့ okay ကျွန်တော်တို့ root account နဲ့ login ဝင်ပြီးသွားပြီဒီမှာပေါ့နော်ဒီကောင်လေး root account နဲ့ login ဝင်ပြီးသွားပြီပေါ့နော်ဘယ် level ကနေစပြီးသွားလဲဆိုတော့ကျွန်တော်တို့ mode ကဆိုတော့ဒါဒီ mode ကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ဒီကောင်ကိုကျွန်တော်တို့ share mode ကိုခေါ်တယ်ပေါ့နော် share mode နဲ့ကျွန်တော်တို့ share mode ထဲရောက်သွားတယ် root account နဲ့ဖြစ်တယ်
ဆိုတော့ create new user and login to that user ရဲ့ new user account ဖွင့်တည်မယ်ပြီးအဲ့ user နဲ့ login ပြန်ပြီးတော့ဝင်ကြည့်မယ်ပေါ့နော်ပြီးတော့အဲ့ဘယ် level ထဲဝင်သွားတယ်ဘယ် mode ထဲဝင်တယ်ဒီကောင်က share mode မှာတော့အဓိကကတော့ခုနကပြောတဲ့လိုမျိုးပေါ့Linux နဲ့ပတ်သက်တဲ့ကောင်တွေပေါ့နော် Linux နဲ့ပတ်သက်တဲ့command တွေသုံးလို့ရတယ် file တွေ copy ကူးတာတွေနောက်တစ်ခုကကျတော့ delete ဖြတ်တာတွေ create လုပ်တာတွေအဲ့ဒါတွေလုပ်လို့ရတယ်ဆိုတော့အဲ့ဒါတွေနောက်မှသွားမယ်လောလောဆယ်ကျွန်တော်တို့ create တစ်ခုလုပ်ရအောင် account တစ်ခုကို create လုပ်မယ်ဆိုရင်ရိုက်ကမဲ့ command လေးကျွန်တော်ပြောပြပေးမယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့က okay နော်ခဏလေးစောင့်ဒီကောင်နဲ့ကြာမှာဆိုကျွန်တော် white out လုပ်ပြီးတော့ကျွန်တော်ပြန်ဖွင့်ပေးလိုက်မယ်နော်ဟုတ်ဒီကောင် error တွေတက်နေမှာဆိုတော့နော်ဆိုတော့ကျွန်တော်ဒီကောင်ကပြန်ပြီးတော့ကျွန်တော် white out လုပ်ပြီးတော့ပြန်ဝင်လိုက်တယ်ပေါ့နော်ပြနေရကြာမှာဆိုတော့အဲ့တော့ root နဲ့ပဲကျွန်တော်ပြန်ဝင်လိုက်မယ်ဒီကောင်ကတော့ကျွန်တော် white out လုပ်ပြီးတော့အတစ်ပေါ့နော်အဲ့တော့ root account နဲ့ဝင်တော့ကျွန်တော်ထုတ်တိုင်းတိုင်းခုနပြောခဲ့တဲ့ share mode ထဲရောက်သွားမယ်ပေါ့နော် share mode ကနေသူစမှာပေါ့နော် share mode ကနေသူစလိုက်မယ်တော်တော်ကြာတယ်ဒီကောင်ကတော့ပူတယ်ပေါ့နော် share mode ကနေစတယ်ဒီ command line cnr ပေါ့နော်ဒီအဲ့ဒီမှာကျွန်တော်တို့က configure mode ထဲသွားမယ် configure နဲ့ပဲသွားဒါမှမဟုတ်ကျွန်တော်က edit နဲ့ပဲသွားဒီလိုပဲเนาะအဲ့တော့လောအောင်ရေးရမယ်ရိုက်ကမယ် command က set เนาะ set system login ပေါ့เนาะ login ကိုကမသိဘူးလေဒီတက်ကီးခေါ်လို့လည်းရတယ်နော်ပြပါနဲ့ပုတ်သွားလည်းရတယ်နော် ROG ဆိုအပေါ်နဲ့ login virtual တာအဲ့တော့ ROG I space နဲ့ပုတ်လို့ရတယ်နော်တက်နေတယ်သွားလို့ရတယ်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် navigation video ကြရင်ကျွန်တော်အသေးစိတ်ထပ်ပြီးတော့ပြပေးမယ်ပေါ့နော် set system login okay နော် set system login user ပေါ့နော် question mark နဲ့ခေါ်ကြည့်နာမည်တစ်ခုပေးလိုက်ကဲထားပါတော့ညက်ကောင်းကျော်ညက်ကောင်းကျော်ဟုတ်ပြီနော်ညက်ကောင်းကျော်ဆိုတော့ခဏလေးညက်ကောင်းကျော်ဒီက password ပေးဖို့လိုသေးတယ်နော်အဲ့တော့ညက်ကောင်းကျော်ခဏလေးဒီမှာတက်လာခဏစောင့်လို့ set system login user ညက်ကောင်းကျော်authentication play test ပေါ့နော် authentication play test password ထည့်မယ်ပေါ့နော်အဲ့တော့ password ကထုတ်စားတာ ASD 123 shit 123 ASD 123 shit 123ပေါ်မှာတော့မဟုတ်ဘူးเนาะ okay ဒါဆိုကျွန်တော် user account ဆောက်ပြီးပါပြီဒီနေရာမှာပြောပြချင်တာကဒီ Juniper ရဲ့ command line hierarchy အခန်းတော့မရောက်သေးဘူးဒါပေမဲ့ Juniper ရဲ့ command line အရန်လွယ်တယ်เนาะအရန်လွယ်တယ် Linux ရထားမယ် command line နဲ့ပတ်သက်တဲ့ behavior တွေကိုသိထားမယ်အရန်လွယ်တယ်အရန်သုံးလို့ကောင်းတယ် Cisco ထက်ကောင်းတယ် volume တွေပါတယ်ဆိုတော့ auto ပြပေး Cisco မှာ volume တစ်ခုဆိုရင်ကိုယ်ကရိုက်ပြရတယ်ဒါပေမဲ့ဒီမှာဆို volume တွေပါတယ်ဆိုကိုယ်ကရေးပြရအဲ့ volume တွေအကြောင်းနားမလည်ဆိုလည်းပြီးရင်နောက် video တွေမှာကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ကပြန်ကြည့်အောင် show ခုနကကျွန်တော် print လုပ်လိုက်တဲ့မျက်ကောင်းကျော်အကောင့်ကိုကျွန်တော်class တစ်ခုပေးမယ်ပေါ့နော်အဲ့တော့ edit ဒီလိုသွားကြည့်ရရတယ်ပေါ့ဥပမာ edit system နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီမှာ question mark နဲ့ပေါ်ကြည့်လိုက်ရင် access ဆိုရင် create လုပ်တာ edit တွေပါဆိုပြန်ပြင်တာပေါ့နော်အဲ့ဒီမှာကျွန်တော်သွားကြည့်လို့ရတယ်ဒါလည်းကျွန်တော်ခဏနေကျွန်တော်ပြောပြပေးမယ်နော် edit system ကဲထားပါတော့ edit system login ပေါ့နော် login user ကဲထားပါတော့ညက်ကောင်းကျော်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာဆို script ပုတ်လို့မရဘူးเนาะ tag key နဲ့ဆိုတော့ရတယ် volume တွေပါတယ်ကို custom ဒီ engineer ထည့်ထားတဲ့ volume ပေါ့နော်အခုမျက်ကောင်းကျော်ဆို volume တစ်ခုပေါ့အဲ့ကောင်ဆိုရင်ကျွန်တော်တို့က tag key ခုတ်ပေးရတယ် login user ပေါ့နော် okay အဲ့အကောင်ကိုကျွန်တော်တို့ကဒီမှာဒါဆိုသူ့ရဲ့ပတ်လမ်းရောက်ကြည့်ဘယ်ရောက်သွားလဲ edit system login user အောက်ကမျက်ကောင်းကျော်ရောက်သွားပြီအဲ့တော့မျက်ကောင်းကျော်အောက်မှာဘာတွေရှိလဲ show နဲ့ကြည့်လိုက်เนาะ password ပေးထားတာရှိတယ် authentication password ပေးထားရှိတယ် class create မလုပ်ရသေးဘူးအဲ့တော့ question mark နဲ့ခေါ်ကြည့်လိုက်ကျွန်တော်အဲ့ဒီအောက်မှာ set class ပေါ့နော် class တစ်ခုပေးလိုက်မယ်သူ့ကိုကျွန်တော် super user ပေးလိုက်မယ်နော်ပြီး show နဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ class ဒီဘာဖြစ်သွားလဲ super user ဖြစ်သွားပြီဆိုတော့ဒီမှာပါတယ်နော်ခုနကတော့ show နဲ့ကြည့်တော့အဲ့ဒါမပါထားဘူးနော် show နဲ့ကြည့်တော့ခုနကဒီမှာအဲ့ဒီဥစ္စာကိုမပါထားဘူးနော် show နဲ့ကြည့်တော့ပြောပါရဲ့နော် show နဲ့ကြည့်တော့ခုနကဒီမှာမပါထားဘူးနော်ဒီမှာဘာမှမပါထားဘူးဒီမှာကျွန်တော်တို့ class user ဆိုပြီးတော့ class super user ဆိုပြီးတော့ပါလာတယ်နော် okay မျက်ကောင်းကျော်နဲ့ပြန်ဝင်ကြအဲ့တော့ကျွန်တော်တို့ဖတ်မယ် exit sorry add နဲ့ပေါ့နော် add နဲ့ကျွန်တော်တခါတည်းထွက်လာ exit နဲ့ပေါ့နော်ဒီကောင်ဆို exit နဲ့တခါတည်းထွက်လိုက်မယ်အမှန်ဆိုဒီနေရာမှာကျွန်တော်တို့ thought နဲ့ထွက်လို့ရမှာနော်အဲ့ဒါကြီးကျွန်တော်တစ်ချက်ပြန်ပြောမယ်နော်ဥပမာခုနလိုမျိုးပေါ့ထားပါတော့ခုနလိုမျိုးပေါ့ဗျာနော်ခုနလိုမျိုး edit system
login user မြက်ကောင်းကြောအောက်ထဲရောက်နေပြန်ထွက်မယ်ဆိုတော့နဲ့တခါတည်းထွက်ပြီးတော့ exit နဲ့ထွက်လဲရရယ်နော် yes ပေါ့နော်ဒါကဘာလဲ commit မနစ်ကလေးဆိုတော့အဲ့တော့ခဏနေ sorry ကျွန်တော်မေ့တယ်ပါ commit နှိပ်ပြီးမှရမယ် Cisco နဲ့မှားနေတယ်ပြီးတော့ para အတူလိုမျိုးပဲ commit နှိပ်ပေးရတယ်နော်အဲ့တော့ configure အောက်မှာ commit နဲ့ကျွန်တော်တို့နှိပ်ပေးလိုက်မယ်နော်သူက root authentication မပေးရသေးဘူး okay root account အတွက် authentication သွားပေးလိုက်မယ်နိအဲ့တော့ခုတနေ့ကျွန်တော်သင်ခဲ့တဲ့ set system authentication set system ဒီနေရာမှာ set system ကနိုင်နော်ဒီနေရာမှာ set system ကျွန်တော်တို့ authentication set system set system root authentication plain test ထားပါတော့ ASD 123 ship 123 ASD 123 ship 123တော့ကျွန်တော်ပေးလိုက်မယ်ဒီ comment နှိပ်ပေးလိုက်မယ်နော်ခဏဆောင် PA လိုမျိုးပဲဒီ comment နှိပ်ပေးရတယ်အဲ့တော့ဒီနေရာမှာပြောချင်တာ comment နှိပ်ကြတဲ့ device တွေတော်တော်များများကောင်းတဲ့ချက်ကြားတယ်မကောင်းတဲ့ချက်ကတော့စောက်လာကြားတာပဲကောင်းတဲ့ချက်ကတော့အများကြီးပဲဆိုတော့အဆင်ပြေပါတယ်လို့ပဲပြောပြရတယ်ပေါ့နော်ခဏလေးကျွန်တော်စောင့်မယ် okay ပြန်ဝင်ကြည့်အောင်အဲ့တော့မြက်ကောင်းကြောအကောင်းနဲ့ပြန်ဝင်ကြည့်အောင်တခါလေးလောက်ရထွက်လာမယ်နော် exit login မြက်ကောင်းကြော ASD 123 shit 123မြက်ကောင်းကြော ASD 123 shit 123နော် okay login မြက်ကောင်းကြောနဲ့ဝင်လို့ရပါပြီနော် okay ဒါဆိုသူ့ရဲ့ scenario ကြည့်အောင် scenario မြက်ကောင်းကြောနဲ့ဝင်လို့ရပါတယ်ပေါ့နော်ဆိုတော့ login တူတဲ့ root နဲ့ပြန်ဝင်ပြီးတော့တဲ့ခုနကနော် non root ကိုနဲ့ non root ဆိုမြက်ကောင်းကြောအကောင်ပြန်ပြီးတော့ဖြတ်ခိုင်းတာပေါ့နော်ကဲဖြတ်ကြည့်အောင်ဒီမှာတစ်ချက်တည်ထားကြည့် root အကောင့်နဲ့မဟုတ်ဘဲနဲ့ non root အကောင့်နဲ့ဝင်နေဆိုဘယ်မဟုတ်ကိုသွားတယ်ဒါကဘာမဟုတ်လို့ခေါ်တယ်နော် share mode ရှိတယ်ဗျာဒီကောင်မှာကျွန်တော်တို့ share mode ရှိတယ် operation mode ရှိတယ်ဒီကောင် operation mode လို့ခေါ်တယ်နော်အဲ့ဒါတွေကကျွန်တော်ခင်ဗျားတို့နော်အဲ့ဒီမှာ operation mode လို့ခေါ်တယ်နော် operation mode မှာကြာတော့အဓိကကဒီ pin ပြန်တာတွေ tenant တို့ SSH တို့နဲ့ access လုပ်တာတွေ trace route လိုက်တာတွေနော်အဲ့ဒါတွေလုပ်နိုင်တယ်နော်ဆိုတော့အခု operation mode ထဲရောက်သွားပြီ operation mode ကနေစလာတယ် root ဆိုရင် share mode ကနေစလာတယ်ဒီကောင်ကျွန်တော်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်ပြီးတော့ root နဲ့ပဲကျွန်တော်ပြန်ဝင်လိုက်မယ်ပြန်ဝင်ပြီးတော့ခုနောက်ကကောင်ကျွန်တော်တို့ဖြတ်မယ်ဆိုကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့ပြောပြမယ်နော်အဲ့တော့ edit question mark နဲ့ခေါ်ကြည့်ဖြတ်မယ် delete ပါတာပေါ့အဲ့တော့ delete system ခုနဥစားမျိုးပဲ login delete system login user မြက် value တွေဆိုရင်တက်ကြီးနဲ့ခေါ်လို့ရတယ်နော် space bar နဲ့ပုတ်လို့မရဘူးဒီက command တွေဆိုရင်ဒီမှာကြည့်ယူလို့ရိုက်ပြီးတော့ space bar ပုတ်တာနဲ့ user ဖြစ်တယ်ဒါပေမဲ့ဒီကောင်ကြတော့ value တွေကြတော့တက်ကြီးပုံမှာရမယ်မြက်ကောင်းကြောကိုဖြတ် commit နော်ခဏဆောင် comment နှိပ်ကြလိုက်တယ်ကျွန်တော်ကြားတယ်ဒါပေမဲ့ကောင်းတဲ့ချက်တွေတော့ရှိပါတယ်နော်ခဏလေးတော့ကျွန်တော်တို့စောင့်ပြီးမှရမယ်အဲ့တော့ပြီးရင်ဒီကောင်ကြည့်နေတယ်ဆိုရင် edit system login user မှာပြီး question mark လေးပုတ်လိုက်အဲ့လိုကြည့်လို့လည်းရတယ်ဒါလေးပြီးတင်ပေးမယ်ဘာ user name မှာမရှိတော့เนาะအဲ့လိုကြည့်လို့လည်းရတယ်လို့ကျွန်တော်တို့က edit system login ပေါ့เนาะအဲ့ဒီမှာ show နဲ့ကြည့်လိုက်ရင်ဘာ user မှာရှိမနေတာတွေ့ရမယ်တကယ်လို့ခင်ဗျားမယုံဘူးဆိုကျွန်တော်ပြပေးမယ်ဒါရဲ့နောက် video command line တွေ command ရဲ့ hierarchy တွေကိုတင်တဲ့အခါကျရင်ထပ်ပြီးတော့ကျွန်တော်ပြောပြပေးမယ်ပေါ့เนาะအဲ့တော့ဒီမှာမယုံဘူးဆိုကျွန်တော်တို့က set user ကဲထားပါတော့မြက်ကောင်းကျော်authentication play test က ASD 123 ship 123 ASD 123 ship 123 okay ပြီးအဲ့ဒီမှာ show နဲ့ကြည့်လိုက်အဲ့လိုမျိုးကြည့်လို့မရ sorry အဲ့ဒီမှာ edit user ကဲထားပါတော့ edit user question mark နဲ့ခေါ်ကြည့်လိုက်ရင်ခဏ comment နဲ့လိုက်နော် comment ရေးနေလိုက်နော် comment ခဏနေလိုက်နော်ပြီးသွားပြီဆိုကျွန်တော်တို့က show နော်sorry exit နဲ့ခဏထွက်လိုက်နော် edit system login user question mark နဲ့ခေါ်ကြည့်လိုက်ရင်မြက်ကောင်းကြော်မတွေ့သေးပါဘူးအဲ့ဒါခဏနေကျွန်တော်ပြန်ပြီးတော့ create လုပ်လိုက်နော်မြက်ကောင်းကြော် authentication
user another edit system login user ညကောင်းကျော်authentication edit system login ညကောင်းကျော် authentication ကsorry ကျွန်တော် edit နဲ့လာတာ set နဲ့မှမလာတာ sorry ဒီနေရာမှာကျွန်တော်တို့ set system login user အဲ့ဒီနေရာမှာညကောင်းကျော် authentication plain text ဒီ ASD 123 shit 123 ASD 123 shit 123ဟုတ်ကဲ့ ASD 123 shit 123ကြည့်လိုက်မယ်လေ set system ဒါမှမဟုတ်ဒီလိုမျိုးတွားလိုက်ရတယ် edit system login show နဲ့ရိုက်ကြည့်လိုက်အဲ့မှာဆိုမြန်ကောင်းရရှိတယ်ဆိုတာတွေ့နိုင်တယ်လို့အဲ့လိုမှမဟုတ်ဘူးဆိုရင် edit user question mark နဲ့ခေါ်ကြည့်လိုက်ရင်မြန်ကောင်းကျော်ရှိနေတယ်ဆိုတော့ကြည့်လို့ရှာ user နဲ့ကိုကြည့်လို့ရတယ်ပေါ့နော်ဒါလည်းနောက်ပိုင်းကျမှကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်လောလောဆယ်ဒါ user account ကို create လုပ်တာတွေထပ်တာတွေပြောပြသွားပြီနော်ဆိုတော့ဒီ scenario ၃ခုစလုံးကျွန်တော်တို့ပြီးသွားပြီပေါ့နော် scenario ၃ခုစလုံးပြီးသွားပြီဆိုတော့ဒီ video လေးကိုဒီမှာကျွန်တော်တို့ခဏရက်မယ်ခဏရက်ပြီးတော့နောက် video ကြရင်ကျွန်တော်ဗာပြောပြပေးမယ်ဆိုတော့ command line mode တွေအကြောင်းပြောပြပေးမယ်နော် command line ရဲ့ mode တွေcommand line mode တွေကိုသွားတဲ့ navigation တွေဘယ်လိုသုံးမလဲအဲ့ဒါတွေသင်ပြပေးမယ်ပေါ့နော်ဆိုတော့ခဏလေး command line functionality ကျွန်တော်တို့အခုပြီးသွားပြီနော် command line mode တွေပေါ့နော်ဒီ command line mode တွေအကြောင်းကျွန်တော်သွားပြပေးမယ်ဆိုတော့ဒီ video ဒီမှာခဏရက်မယ်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်